မေရဲ့ပြုံးလေးပြန်ဆုံးနိုင်အောင်မလားမေရဲ့ခုညှို့လင်းခြင်းလေးမင်းသာရှိရောက်တဲ့ရဲ့ဖြစ်တဲ့ဘဝမှာပြောတန်စင်တွေတိတ်ဆိတ်တဲ့ညများနေကာယပြတ်တဲ့နေ့တွေဆိုမိဒရမေရဲ့စိတ်ထဲရှိကိုယ်ထွက်ငရဲ့လေးနေဗန်လို့ကြော်နိုင်သမျှတော့မြောင်းတော့ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှောင်တွေ့သေးရင်ကြော်နိုင်သမျှတော့မြောင်းတော့ကြော်နိုင်သမျှတော့မြောင်းတော့ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှောင်တွေ့သေးရင်ကြော်နိုင်သမျှတော့မြောင်းတော့မေတ္တိမာမင်္ဂဘယ်ပုံစံမျိုးနဲ့စီချိုမလဲဘုံခေါ်ကမှန်းစာကြည့်ရင်လည်းဝိလက်တွေ့တဲ့မိနိုင်အောင်ဒီချိန်မှလက်လွတ်ရမယ်ဒီတဲ့မပိုင်တဲ့ပန်းလေးချစ်ပဲကိုလာမမင်းလေးဆောင်ခြင်းဆောင်ဓမ္မဖို့ချတဲ့တရားကိုလေးဘာမှမတတ်နိုင်မှာညောနိုင်သမျှတော့ညောနော်ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရင်အသေးရှာမတွေ့သေးရင်ညောနိုင်သမျှတော့ညောရှာမတွေ့သေးခင်ညောနိုင်သမျှတော့ညောတော့တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှာ